တင်းအခုဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာတင်းမျက်နှာပေါ်မှာတင်းတယောက်တည်းရှိနေတာမဟုတ်ပါဘူး။တင်းရဲ့မျက်တောင်မွေးတွေကြားထဲမှာခြေထောက်ရှစ်ချောင်းပါတဲ့အကောင်တိတိလေးတွေအခုပဲတွားနေတယ်ဆိုတာတင်းသိပါသလား။သူတို့ကို Demodex mites လို့ခေါ်ပါတယ်။တာမန်မျက်စိနဲ့မမြင်ရလောက်အောင်တင်းငယ်တဲ့ဒီပိုးကောင်လေးတွေဟာကျွန်တော်တို့လူသားတိုင်းရဲ့မျက်နှာမျက်တောင်မွေးနဲ့ချွေးပေါက်တွေထဲမှာအတိုက်ဖွဲ့ပြီးနေထိုင်ကြပါတယ်။ဟုတ်ပါတယ်။လူတိုင်းရဲ့မျက်နှာပေါ်မှာရှိပါတယ်။တင်းအိပ်ပျော်သွားတဲ့ညဘက်တွေဆိုရင်သူတို့ကချွေးပေါက်တွေထဲကနေအပြင်ကိုထွက်လာကြပါတယ်။ပြီးတော့တင်းမျက်နှာပေါ်က cell တွေနဲ့အဆီတွေကိုလိုက်စားသုံးကြတယ်လို့တင်းမျက်နှာပေါ်မှာပဲမျိုးပွားကြပါတယ်။ဒါပေမဲ့အဆိုးဆုံးအပိုင်းကလာပါပြီ။ဒီပိုးကောင်လေးတွေမှာစအို NS လုံးဝမပါပါဘူး။ဆိုလိုတာကသူတို့ဟာအညစ်အကြေးစွန့်ထုတ်လို့မရပါဘူး။သူတို့စားသမျှအညစ်အကြေးတွေအားလုံးကိုသူတို့တည်ဆုံးမဲ့သတင်းပတ်နှစ်ပတ်အထိဖိုက်ထဲမှာအကုန်တိုးလောင်ထားကြတာပါ။သူတို့တည်သွားတဲ့အချိန်ကြာမှသာသူတို့ခန္ဓာကိုယ်ကပေါက်ကွဲထွက်သွားပြီအညစ်အကြေးတွေအားလုံးကတင်းမျက်နှာပေါ်ကိုပြန့်ကျဲသွားတော့တာပါပဲမျက်နှာကိုဘလောက်ပဲပြောင်းစင်အောင်တိတိသူတို့ကိုဖေရှားဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးကဲဒီညကောင်းကောင်းအိမ်မက်လာပါစေနော်